မှာစကူလည်းမတော်ဘူးလားစမ်းကြောင်မတော်လားရင်ပြင်းမတော်ဘူးလားကြောင်မြောင်းမတော်ဘူးလားလို့မေးတဲ့သူတွေအိမ်တော်ပြည့်ချန်လေးကိုမတနာနဲ့တော့ဘာဖြစ်လို့လဲဆိုတော့ငါလေနင်တို့တကြံမဆော့ရင်3ရက်လောက်အလိုတဲ့ငါတကြံကိုဆော့ပြီးသားတကြံ4လပိုင်း13ရက်နေမလား4လပိုင်း10ရက်လောက်နေထရရောငါအိမ်မက်မလားတဲ့တောက်လျှောက်မတာအိမ်မက်ကို4လပိုင်း10ရက်4လပိုင်း17ရက်4လပိုင်း12ရက်တောက်လျှောက်3ရက်လုံးကတကြံကြောင်းရက်မတာအိမ်မက်ထဲမှာအရန်ပြုတ်ကောင်းတာတိလားထိုင်းတကြံစီရဲဆိုတော့ငါတို့ရန်ကုန်တကြံအိမ်နေတော့ပဲရှိရဟိုတောက်လျှောက်စီတာဟေးလူတွေဆိုရဲအများကြီးပဲတကြံ4ရက်မှလေငါဘာလုပ်လဲဆိုတော့ငါ1ရက်ကိုစိုက်မန်းတက်မှာရေးသွားပတ်တယ်မန်းတက်ထိုင်လိုက်တယ်ငါပြီးရောအဲ့နဲ့နောက်1ရက်မှာငါကားနဲ့လေဟာတကြံမန်းတက်တွေရှိမှာကားခုံမြူတူပြီးမဲလိုက်ကားစင်မြင့်ထက်ကအဲ့လိုတကားတာနောက်1ရက်ကိုကြာငါတို့လမ်းလျှောက်ကြံဒီမြန်မာပလာဇာနာအများကျုံးတော့လမ်းလျှောက်ကြံဟေးအမဆိုရိုလည်းအများကြီးပဲရဲလေးတို့ဘာအောင်အများကြီးပဲငါတို့လမ်းလျှောက်ကြံမှာကာလူရလည်းအများကြီးပဲနောက်ဆုံးချက်ကြောင်ငါဘာလို့လဲဆိုတော့ရက်ကွက်ထဲကလေးတွေခေါ်ရက်ကွက်ထဲတငယ်ချင်းတွေခေါ်အကုန်ခေါ်ပြီးတော့အုံးလက်ထိုးပြီးတော့အုံးလက်မတ်တိတ်မအောင်ရွေပတ်တာတောက်လျှောက်ပတ်တာအေးအဲ့နောက်ဆုံးရက်ဆိုရင်ငါတို့ညဘက်9နာရီ10နာရီမှာတိတ်လာအရန်ပြုံကောင်းတယ်အိမ်မထဲမှာတိလာငါတို့ဒီငါတို့မြန်မာနိုင်ငံတကြံကြီးကလေတော်လေးကိုစတီကခါနဲ့အရန်ပြုံကောင်းတာအဲ့ဒါနေတို့မကြုံလိုက်ရအောင်မလားငါအဲ့အကုန်လုံးကြုံလိုက်ရတယ်အဲ့ကြောင့်ငါ့ကိုမတနာနဲ့နေတို့ထက်3ရက်ကြိုတဲ့ကငါတကြံကိုဆော့ပြီးသားငါအိမ်မထဲတကြံနေတို့အပြည့်တကြံထားတာပို့စီသေးတယ်